ပြီးဆိုတာနဲ့ကျွန်တော်ပညာတက်ပြီးခံယူနိုင်ပါတယ်။ကျောင်းပညာမကုန်ခဲ့လို့စိတ်ထဲမအောင်မေပါနဲ့စာတော့ဖတ်ရပါလိမ့်မယ်။စာဖတ်ရင်လည်းပြည့်ပြည့်စုံစုံဖတ်ပါခင်ခင်ထူးရဲ့တော်မင်းသမီးကြီးဖတ်မှာနေဝင်းမြင့်ရဲ့ရေကန်သာကြာတိုင်းအေးဖတ်မှာမဟုတ်ပါဘူး။သတင်းစာတော့ဖတ်ပါမအားဘူးသိပါတယ်တောစုတန်းသားတွေ။ဂျာနယ်တော့ဖတ်ပါဖတ်ရင်သတင်းတစ်ပုဒ်လုံးဖတ်ပါပြီးရင်တွေးပါအစအဆုံးလေးတော့ဖတ်နိုင်သလားဖတ်ကြစမ်းမှာစာဖတ်တဲ့လူဖွဲ့စီသွားကြတော့သိရကြည့်ပါလေတို့လိုတန်းလန်းတော့မလုပ်နဲ့မိလိန်တာမင်းကြီးမိန့်တော်မူသလိုပဲပညာဆိုတာအင်္ဂလိပ်လိုပြောရင်တော့ surgical precision လို့ခေါ်တာပေါ့သိကျွမ်းကျင်တဲ့ခွဲစိတ်ဆရာဝန်ကြီးများခွဲတဲ့အခါအပိုးအလုံးမရှိဘူးအစီပင်ကိုအစီပင်အသားပြင်ကိုအသားပြင်တိတိကျကျခွဲနိုင်တယ် surgical precision လို့ခေါ်တာပေါ့ခွဲစိတ်ဆရာဝန်ရဲ့ဓာတ်လိုပဲပညာကတိတိကျကျဖြစ်ရတယ်ဒါကိုပြောချင်တာတပိုင်းတစ်စတချို့အစဆုံးမဖတ်ဘူးကျွန်တော်တကယ်ချင်းမန္တလေးကလူလူဥလှလူလူတော်မာရဲ့သားစံကြီးဘူးလေးအများနဲ့ပြောတယ်သူတရက်ထောင်မှာထောင်ကြတော့တဲ့ထောင်ကြဘက်ကသူနိုင်ငံရေးမှုနဲ့ကြတာပေါ့နော်ထောင်ကြဘက်ကဒီမှာလက်ဖြံမှာဟိုစိတ်မှကြောင်ထိုးထားတယ်အုံခုသူရေးထားတာလေစိန်ခေါ်ရင်တိသူစဉ်းစားတယ်အမြဲတမ်းတွေ့တယ်စိန်ခေါ်ရင်တိဘာလို့စိန်ခေါ်ရင်တိတရက်တော့မေးကြည့်တယ်ကမင်းနေငါလည်းမေးမယ်ဘာလို့မင်းကဒီမှာထိုးထားတာစိန်ခေါ်ရင်တိအကိုတဲ့ထိုးတော့ကစိန်ခေါ်ရင်တိမ်ပေါ်ထိလိုက်မှထိုးတာနာလို့ရက်ထားတာလေစာဖတ်တာတော့နာလို့ရမထားနဲ့ပေါ့စာဆုံးဖတ်ဖို့လိုပါတယ်ကောင်းပြီကျွန်တော်ဟောပြောချင်သိများသွားမှန်းသိဟောချင်တာတွေကလည်းအများကြီးပါပဲကောင်းပြီအရေးကြီးတာကတော့မေတ္တာပါပဲအရေးကြီးတာကတော့ပညာပါပဲကျွန်တော်နိုင်ငံမှာခန်း6နေပြီလို့ပြောရင်ဒီနှစ်ခုဟာမနာပါနဲ့နေဝင်းမြင့်ကလည်းဒီရေတော့ဒီလေးရှုဟောဒီနိုင်ငံတော်တွေကနိုင်ငံသားတယောက်ပါပဲကျွန်တော်သွားရမယ်ခရီးရှည်လွန်းလိုက်တာပြန်ဆရအောင်မယ်ကျွန်တော်တို့တိုင်းပြည်ကလည်းခဏခဏပြန်ဆရတယ်လွတ်လပ်ရေးရတာမှနှစ်80ရှိသေးတယ်အစိုးရက17ဖွဲ့ရှိတယ်အစိုးရအထွက်တိုးခေါ်တာပေါ့ဒါကြောင့်အာမိုတို့ဩဘာတို့မဖြန်းသေးလို့ဖြန်းကြည့်တယ်များမလားမသိဘူးအစိုးရလှုပ်ရှင်တဲ့လူတွေလည်းပစိုးမချော့ရတယ်တန်လန်းနဲ့ရစ်တည်နဲ့အစိုးရဖြစ်တဲ့အမေကလည်းရှေ့တိုးလို့မရဘူးတော့ကထမိန်စနင်းထားတယ်ဒီလိုတိုင်းပြည်ဘယ်နဲ့လုံးမလို့ကြောက်เสียကြီးထားလိုက်တော့ဘယ်ရောက်သွားမှမသိဘူး